လေးလေးတွေထမင်းမစားချင်လို့ကြည်ကြနေအာလူကိုဒီလိုပုံစံလေးကြော်ပြီးတော့ကျွေးကြည့်လိုက်နော်ပထမဦးဆုံးကျမလေးအာလူအလုံးသေးသေးလေးတွေပဲတေချာရှားဝယ်တာပေါ့နော်ရှားဝယ်ပြီးတော့ပြုတ်လိုက်ပါတယ်ပြုတ်ပြီးတော့အခွန်လေးတွေခွာလိုက်ပါတယ်သူကလေအာလူကတဘောကသေးသေးလေးတွေကအရန်စီးရဒီလိုမျိုးလေးတွေကစီစီလေးတွေဆိုတော့စားလို့လေအရန်ကောင်းတယ်ကဲအခွန်နေခွာပြီးဆိုလို့ရှိရင်ကျမကအာလူကိုအရသာမုံဝင်အောင်နေပါမယ်ပထမဦးဆုံးစားထည့်တယ်ကြက်သားမှုန့်ထည့်တယ်ပြီးတော့ငရုတ်ကောင်းမှုန့်ထည့်တယ်ထည့်ပြီးတော့တစ်လုံးချင်းစီအရသာမုံဝင်အောင်လို့တေချာလေးစုပ်ပြီးတော့နေလိုက်တယ်ပေါ့နော်ကဲဒါဆိုနေလို့ပြီးသွားပါပြီပြီးပြီဆိုတော့စီချက်လိုက်တယ်စီထဲမှာကျမကစနုံးမုံလေးထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့စီလေးကိုအရင်မွေမယ်မွေပြီးရနဲ့ခုနကအရသာဝင်ပြီးသားအာလူလေးတွေကိုထည့်ပြီးတော့ကြော်လိုက်ပါတယ်အာလူလေးချက်ပြီးဆိုတာနဲ့ကျမအပေါ်ကနေပြီးတော့မဆလာလေးတွေဖြူလိုက်ပါတယ်ဒီမှာမဆလာများများထည့်တာပိုကောင်းပါတယ်မဆလာလေးထည့်ပြီးတော့ထပ်မွေလိုက်ပါတယ်ကဲအခုဆိုလို့ရှိရင်အရသာလေးကလည်းအရန်ကောင်းတယ်စီစီလေးပိုင်းပိုင်းလေးနဲ့လေဒီမှုမွေလေးပြီးတော့တလုံးချင်းစီမှာအရသာရှိတွေကဝင်ထားတော့လေအရန်စားလို့ကောင်းတယ်ကလေးလေးတွေအကြိုက်လေးအာလူလေးကြော်လေးဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါရှင်